နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းဟာဇွန်လ18ရက်နေ့ကတက်ကုန်းမြို့နယ်ကန်လှကျေးရွာကွင်းအမှတ်2111ရှိတောင်သူဦးစောမိုးရဲ့မြေပေးဆိုင်ခင်အား၎င်းပေါက်ပင်သာကျေးရွာရှိတောင်သူဦးအောင်လှိုင်ထွေးရဲ့မိုးကြိုငရုတ်သီးများခူးဆွနေမှုအား၎င်းကြီးစုအားပေးပြီးတောင်သူများရဲ့တင်ပြချက်များကိုသက်ဆိုင်ရာဌာနများနဲ့ပေါင်းဆက်ဆောင်ရွက်ပေးခဲ့ကအပင်နှင့်ရွက်ဖျားဆေးရည်များကိုတောင်သူများထံပေးရခဲ့ပါသည်အဒီနောက်တက်ကုန်းမြို့နယ်ရှားတော်အုပ်စုရွှေဦးထောင်ကျေးရွာရှိရွာရင်းလန်းချယ်ရီလန်ကိုကရစ်ခင်းစင်းလုပ်ငန်းဆောင်ရွက်နေမှုကို၎င်းတက်ကုန်းမြို့အဝင်ဆိုင်ဘွယ်အနီးမြေရရှုခင်းအလားဆောင်ရွက်မြေအခြေအနေများကို၎င်းတက်ကုန်းမြို့နယ်အမှတ်1အခြေခံပညာအထက်တန်းကျောင်းမှာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ရေးဝန်ကြီးဌာနမှကျောင်းသားကျောင်းသူများအားနိုင်ငံသားစစ်ဆေးကပ်ပြားနှင့် UID စနစ်ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၎င်းကြီးစုစစ်ဆေးပြီးကျောင်းသားကျောင်းသူများအားနိုင်ငံသားစစ်ဆေးကပ်ပြားနှင့် UID ကပ်များပေးအပ်ခဲ့ပါသည်အဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဟာတက်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရောအစည်းအဝေးခန်းမမှာခရိုင်မြို့နယ်အစဉ်ဌာနဆိုင်ရာများရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများဒေသခံပြည်သူများတွေ့ဆုံပြီးအမှားစကားပြောကြားကတက်ရောက်လာကြသူများရဲ့ကဏ္ဍအလိုက်တင်ပြမှုများအပေါ်ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ပါသည်ဆက်လက်ပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌဟာပေတော်ကျေးရွာရှိဦးအောင်ဆန်းဦးရဲ့ဦးစားချက်မွေးမြူထားရှိမှုအားကြီးစုအားပေးပြီးလိုအပ်တာများကိုမှာကြားခဲ့ပါသည်အဒီမှာတဆင်နေပြည်တော်ကောင်စီဥက္ကဋ္ဌဟာတက်ကုန်းမြို့နယ်ရေအေးကျေးရွာရှိ KFC ခန်းမမှာနိုင်ငံစီဝါမြင့်တင်ရေးရန်ပုံငွေဖြင့်သွင်းရစုပေးရပွဲသို့တက်ရောက်ပြီးတောင်သူများနဲ့တွေ့ဆုံကသွင်းရစုများကိုပေးအပ်ခဲ့ပါသည်အဒီနောက်ပုပ္ပသီရိမြို့နယ်နေပြည်တော်ဗုဒ္ဓဂါယာတတတတဟမဟာဗောဓိစေတီတော်မြတ်ကြီးတွားရောက်ဖူးမြော်ကြီးညို၍တန်ဝေစနိယလေးဌာနဂောဘကအဖွဲ့ရုံးမှတာဝန်ရှိသူများတွေ့ဆုံပြီးတာဝန်ရှိသူများ၏တင်ပြချက်များနဲ့ဆက်လင်း၍လိုအပ်တာများကိုသက်ဆိုင်ရာဌာနများနဲ့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။